တိယကွာတတိယယောက်ျားလေးပြောသေးတယ်လို့ဆက်လက်၍စီစဉ်ရ
အင်းတူပုံမူပွဲတော်စီတိတ်တိတ်ချင်းချင်းကြရားအပကိုကပြရှင်းနိုင်တဲ့ပညာရေး